တော့ဘုရားဒီမှာတော့မဟင်းကချက်နေရပဲဖြစ်ပါတယ်ဒီတော့ကလေးပဲတွေကိုပြုတ်ထားလိုက်ပါမယ်ကျွန်တော်နေဦးလေးတွေကိုလည်းအရင်နဲ့နွားထားပါတယ်ပြီးတော့လည်းရေတီးချက်ကိုလည်းကြော်ပြီးတော့ထောင်းထပ်มาလည်းဖြစ်ပါတယ်နားလေးကိုစပတင်ရဲ့ခညက်ရဲ့စားဟင်းနေမောင်ဆက်နေမောင်နတ်မြာရီတို့နဲ့ရောပြီးတော့ပြုတ်တာပဲဖြစ်ပါတယ်နားလေးမိပြီဆိုရင်တော့အသားနဲ့ထားလိုက်ပါတယ်ပြီးရတယ်ငါးစီတဲ့ဘုတ်တွေချင်းနဲ့စက်တူမျိုးကိုလည်းအပြင်ထောင်းထားပါတယ်စီပူလာနဲ့ချင်းတောင်းထားလိုက်ရဲ့စက်တူမျိုးထောင်းထားလိုက်ရဲ့ထည့်ပြီးတော့ရုံးမွေပါမယ်ချင်းစက်တူမျိုးအနက်လေးမွေးလာပြီဆိုတာနဲ့စနေမုံအရင်ဆုံးထည့်လိုက်ပါမယ်ပြီးရတယ်အကြောင်းလေးမုံထည့်ပါမယ်အကြောင်းလေးလေးကြရင်ဒီနေရာမှာလည်းအကြောင်းကိုတုံးပေးလို့ရပါတယ်ပြီးရတယ်ငါရုပ်လင်ထားလေးထည့်မှဖြစ်ပါတယ်ပြီးပြီဆိုတာနဲ့အနက်လေးမွေးလာတဲ့ဒီစတိုက်ငွေပေးပါမယ်အနက်လေးမွေးလာပြီဆိုရင်တော့ရပါပြီရေဦးတည်ထားတဲ့ထဲကိုခုနငါးပြုတ်ထားတဲ့အရင်ရဲ့စက်သားမုံရဲ့စားဟင်းမုံရဲ့ထည့်ထားပါတယ်ပြီးရတဲ့ပဲမုံသိန်းကိုလည်းအပြင်ဖြုတ်ထားပါတယ်ပဲမုံသိန်းကိုတော့စနေမုံလေးထည့်ပြီးတော့ဝေးတာလေးနဲ့မွေးလိုက်ပါမယ်ဘယ်မှမထားသေးလဲအရင်လေးဖြစ်ပါပြီ။အိုးဖွင့်ကြည့်လိုက်တော့ဥပွက်နေပါပြီ။ဥပွက်ဆိုတဲ့အိုးလေးကိုတော့ကလပ်ပဲပြုတ်ပြီးတာကိုခြေထားတာတွေထည့်ပါမယ်။ကလပ်ပဲပြုတ်ပြီးတာကိုစကားနဲ့ဖိခြေထားတာဖြစ်ပါတယ်။တစ်ပတ်ထည့်ပြီးတော့လို့အိုးတစ်ခွက်လောက်ထားပြီးပြီဆိုရင်တော့ခုနကအပြည့်ကျော်ထားတဲ့ပဲမုံစိန်လေးထည့်ပါမယ်။ဆာလမုန်ထုတ်ကိုလည်းအနက်နဲ့မူအောင်ပြုတ်လို့ပြီးတော့မှခုနကပဲမုံစိန်ထုတ်တယ်လို့ပဲကျော်ထားလိုက်ပါမယ်။ပဲမုံတက်ပြီးတော့ပုတ်ပွက်ဆူလာပြီဆိုရင်တော့ခုနကငါးစီတက်ထားလေးကိုလည်းဆက်ထည့်လိုက်ပါမယ်။ဒီရလဲဆာလမုန်အတင်းပြောထားတဲ့ဟာကိုလည်းထည့်ပါမယ်။ပဲမုံကဆာလမုန်ကိုထည့်ထားဆိုတော့မကတ်အောင်ခဏတော့မွေပေးပါမယ်။ငါးစီတက်ထားလည်းထည့်ထားတာမကြသေးလို့အယောင်ကတော့တက်မလာသေးပါဘူး။ဒါဆိုရင်တော့ပုတ်ပွက်လဲဆူလာပါပြီအယောင်လေးတက်လာပါပြီကိုရိုင်းချက်မဟင်ကလေးနဲ့အာယုံလုံးကတ်လူမှာပဲဖြစ်ပါတယ်မိသားစုနဲ့အတူကိုရိုင်းချက်ပြီးလူရတဲ့အလူလေးဖြစ်လို့ချီလူပီတီဖြစ်ရပါတယ်အားလုံးလည်းဒီဗီဒီယိုလေးကြည့်ပြီးတော့တားလို့ခေါ်လို့ရအောင်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်